inner conflict detail plan လုပ်လို့ရှိရဲ့ detail plan တိုင်း timeline နီးလာရင် result ရပါမလားဆိုပြီးစိုးရိမ်စိတ်ကပိုများလာတယ်ခါမှာ negative thought တွေပိုများတက်လာပြီးတစ်ခါလေး detail plan တွေထိုင်နေမိဆက်လို့ရမှကြောက်လာတယ်တဲ့result ရပါမလားဆိုတာကိုကြောက်တာထက်လေလောက်ရမှာအောင်ကြောက်တာလည်းဖြစ်တတ်တယ် result မထွက်ခင်မှာအရှိမ action process ကအရင်လာ plan နဲ့ plan ပြီး action ဆိုတာလာတာအဲ့ action ပေါ်မှာမူတည်ပြီးတော့မှ result ဆိုတာကိုလာတာ result ရပါမလားကိုကြောက်တယ်ဆိုတာတဲ့ action ကိုကအရင်လုပ်ရမှာလေအဲ့တော့ကိုလုပ်တဲ့အခါမှာခါလေးကြတော့ဘာဖြစ်တတ်တယ်ဆိုတော့မလည်းဖြစ်တယ် perfectionist တွေပဲဒါခေါင်းစဉ်မတက်ဘူးတော့ကိုပြောပြတာဖြစ်တတ်တာဘာလဲဆိုတော့အရင်တော့လည်းကိုလုံးမဲ့လို့အကောင်းဆုံးဖြစ်မှလုံးမယ်အဲ့တော့ဘာလဲဆိုတော့ဘာဖြစ်လဲဆိုတော့လောက်ပြီးမှမရဘူးဆိုတာကိုမခံစားခြင်းတဲ့အခါမှာမရတာမဟုတ်ဘူးမလောက်တာ right နော်စူးစမ်းဥမာပဲကိုလောက်ပြီးကမှ result ကောင်းမရတာမဟုတ်ဘူးလုံနေရနဲ့မရတာမဟုတ်ဘူးလုံကုန်လောက်ကိုစကုန်မစဖြစ်ဘူးဆိုတဲ့အနေထားမျိုးလည်းဖြစ်တတ်တယ်အဲ့တော့ပေါ်လာတဲ့ negative thought တွေပုံများလာတယ်ဆိုအဲ့ negative thought တွေတာချရေးကြည့်ဘာတွေလဲဘာဖြစ်ချင်တာလဲဘာကိုကြောက်တာလဲလောက်ရမယ့်ဟာကိုကြောက်တာခုနကလောက်ရမယ့်ဟာကိုမြန်ပြောဆွဲဖို့ကြောက်နေတာလားဖေးရကိုဖြစ်တာ result ရလာမယ်ဟေ့ဆိုရင်ရလာတဲ့ result ပေါ်မှာမူတည်ပြီးတော့ဘာကိုကြောက်တာလဲ result ကောင်းမရလာဘူးဆိုရင်ဘာကိုကြောက်တာလဲနောက်တစ်ခုကကိုက plan ချထားတာနဲ့ result နဲ့မှာကိုချထားတဲ့ plan ကတော့ okay ဒီ plan ကတေချာကိုဖြစ်နိုင်ရသလားပေါ့နောက်တစ်ခုကကိုချထားတဲ့ plan နဲ့ကိုနှိုင်းရှင်မဲ့ result နဲ့ equation ချကြည့်မယ်ဆိုရင်တကယ်ရောမှန်ရလားပေါ့ပြောချင်နည်းနည်းလေးလုပ်ပြီးများများကြီးလုပ်ချင်နေတာလားဒါလေးတွေလည်းရှိသေးတယ်ပေါ့နော်အဲ့ဒါလေးလည်းစဉ်းစားလို့ရတယ်